သူတို့အောက်ခြေအကြမ်းဖက်စစ်တပ်ချင်းချင်းကြားထဲမှာဘလို့မှအုပ်ချုပ်လို့မရတော့တဲ့အုပ်ချုပ်မှုပေါက်ကွဲဖြစ်စဉ်တွေအုပ်ချုပ်မှုရော်ရဲတာတဲ့ပြင်းထန်တဲ့အုပ်ချုပ်မှုပေါက်ကွဲဖြစ်စဉ်တွေဖြစ်လာတဲ့အခါမျိုးမှာအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နဲ့အမျှမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးလုပ်ဖို့ပြောကြားချင်ပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီဘက်ကနေပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တပ်မတော်တွေက Generation Z မျိုးဆက်တွေကိုအကြမ်းဖက်စစ်ကောင်စီဘက်ချမ်းပြန်ဝင်လာမယ်ဆိုရင်ပေါ့သူတို့သုံးတော့အလင်းဝင်တာပေါ့ဗျာအမှန်တကယ်တော့မှောင်နေတာသူတို့ပါမှောင်မိုက်နေတာသူတို့ပါလင်းရှင်းပြီးတော့လွတ်လပ်ခြင်းကိုဖန်တီးနေတာကျွန်တော်တို့တော်လိုင်းအင်အားစုတွေပါအလင်းဝင်နေဆိုအသုံးလုံးနဲ့တော့မထိုက်တယ်ပေါ့အမှောင်ဘက်ကိုပြန်လာဖို့သူတို့ကမ်းလှမ်းနေဆိုတဲ့ဖိတ်ခေါ်ချက်ကိုကျွန်တော်ဒီနေ့မနေ့တွေ့ရှိပါတယ်အမြဲတမ်းလုံးလေးလုံးထားရှိတဲ့စစ်ကောင်စီခေါ်အကြမ်းဖက်ဖက်စစ်တပ်ဖွဲ့ရဲ့သူတို့နောက်ဆုံးကြံရမရဖြစ်လာတဲ့အခါမျိုးမှာဖြစ်စီသူတို့အောက်ခြေအကြမ်းဖက်စစ်တပ်ချင်းချင်းကြားထဲမှာဘလို့မှအုပ်ချုပ်လို့မရတော့တဲ့အုပ်ချုပ်မှုပေါက်ကွဲဖြစ်စဉ်တွေအုပ်ချုပ်မှုရော်ရဲတာတဲ့ပြင်းထန်တဲ့အုပ်ချုပ်မှုပေါက်ကွဲဖြစ်စဉ်တွေဖြစ်လာတဲ့အခါမျိုးမှာပြန်လည်ဖြေလျှော့ဖို့အတွက်တွေ့လားမတို့တော့ကမ်းလှမ်းထားတယ်သူတို့ဝင်လာပါလိမ့်မယ်ဒါတော့မင်းတို့ဆက်ပြီးတော့နိုင်အောင်ဆက်တိုက်ကြစတဲ့စိတ်ဓာတ်တွေကိုမြင့်တင်ဖို့လုပ်တဲ့အခင်းကျင်းမျိုးလည်းဖြစ်ပါတယ်ပြီးတော့နိုင်ငံတကာကအရန်ကိုဖိအားတွေပြင်းထန်လာတယ်သူတို့အတွက်ထွက်ပေါက်လုံးလုံးပိတ်နေတဲ့အနေအထားမျိုးဖြစ်လာရင်လည်းသူတို့ဘက်ကပဲသဘောထားကြီးကြီးနဲ့ဖြေလျှော့တရားအောင်နိုင်ငံတကာကိုမြစ်လက်ပြဖို့ကြိုးပမ်းတတ်တဲ့ပုံစံတစ်မျိုးလည်းဖြစ်ပါတယ်ပြီးတော့သူတို့ကိုယ်တိုင်ချိန်သားကြိုက်မြုပ်နှံထားတဲ့လက်ရှိကာကွယ်တပ်ဖွဲ့တွေထဲမှာအသွင်ယူထားခြင်းဖြစ်စေ MOD အောက်ကိုမဝင်မဲနဲ့သူတို့နီးသူတို့ဟန်နဲ့ဖက်စစ်ကောင်စီရဲ့အထောက်ပံ့နဲ့ရပ်တည်နေပြီးတော့ကာကွယ်တပ်ဖွဲ့ဟန်ဆောင်ထားတဲ့တချို့တပ်ဖွဲ့တစုတစိတ်တော်လကောက်ရှိကောင်းရှိနေနိုင်ပါတယ်အဲ့ဒီသူတွေနဲ့ကြိုတင်အချိန်သားကြိုက်ပြင်ဆင်ပြီးဘယ်နေ့ဘယ်ရက်မှာတော့အတို့ဘက်ကဒီလိုကြေညာချက်ထုတ်မယ်မင်းတို့ကတော့ဘယ်ဒေသကနေတော့ဘယ်လိုလက်နဲ့ယူလာပြီးတော့လက်နဲ့ဆိုတော့လည်းအမှန်တကယ်တော့သူတို့ကြိုတင်ထုတ်ပေးထားရတယ်ဖြစ်နိုင်ပါတယ်အဲ့တော့ကြိုယူလာပြီးတော့ငါတို့ရှိကိုအလင်းဝင်နေဆိုတဲ့အသုံးလုံးနဲ့နိုင်ငံတကာကိုသူတစ်ဖြင့်အရှိတောင်အာရှဒီအာဆီယံအစည်းအဝေးကျင်းပနေတဲ့အချိန်မျိုးမှာမင်းတို့လောက်ရက်ကိုမှားတယ်ငါတို့စစ်ကောင်စီလောက်ရက်တာမှန်တယ်ဆိုတဲ့ပုံစံမျိုးနဲ့မျက်လက်ပြနိုင်ဖို့မင်းတို့အလင်းဝင်လာခဲ့မင်းတို့ဒီငါတို့ရှိကိုဝင်လာခဲ့အမှန်တကယ်တော့သူ့လူသူပြန်ခေါ်ဖို့ကြိုတင်ချိန်သားကြိုက်စီစဉ်ထားတဲ့ program တစ်ခုအတွက်ကိုဒီစာကိုထုတ်တာလည်းဖြစ်နိုင်ပါတယ်အဲ့တော့အချက်၃ချက်လုံးအရာတစ်ခုခုနဲ့တော့ညီဆွမ်းနိုင်တယ်တေချာပြောနိုင်တာကတော့လက်ရှိမင်း online နဲ့ဆိုဝင်ဥဆောင်တဲ့တကယ်ကိုမြန်မာကာကွယ်ရေး military institution တစ်ခုလုံးကိုအဆုံးစုံထိဂုဏ်သိက္ခာပေါ်ဖွဲ့စည်းမှုပုံစံရောနိုင်ငံတကာကအတိမတ်ပြုတဲ့ legitimacy တရားဝင်မှုတမတော်တရားဝင်မှုတစ်ခုရောလုံးဝဖြက်စီးပစ်လိုက်တဲ့လူတစုရဲ့စစ်ရာဇဝတ်မှုကျွလွန်ခြင်းအတွက်ထပ်ပေါက်ရလို့ရညာရှာဖွေလာတဲ့ပု္ပ္ပစာတစ်ပုဒ်နိုင်ငံတကာကိုမျက်လက်ပြဖို့ကြိုးစားလာတဲ့ကြီးညာချက်တစ်ခုလိုပဲကျွန်တော်ပြောပြရစီ